အားလုံးပဲမင်္ဂလာပါဒီ meditation လေးက Shadow Word meditation လေးဖြစ်ပါတယ် affirmation လေးတွေကိုလည်းပြောလို့ရပါတယ်ကျွန်မက Shadow Word နဲ့ပတ်သက်တဲ့ affirmation လေးတွေကိုရွတ်ဆိုပေးသွားမှာဖြစ်ပါတယ်ကျွန်မရွတ်ဆိုတဲ့တစ်ချောင်းပြီးနောက်မှာနောက်ထပ်တစ်ခါကိုကလည်းလိုက်ရွတ်ဆိုဖို့အတွက်ကိုအကြံလေးပြုချင်ပါတယ် Shadow Word ဆိုတာကိုယ့်ရဲ့အတွင်းစိတ်ကကြံရာတွေအမှောင်ဘက်အခြမ်းတွေကိုလက်ခံနားလည်ဖို့ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်မကြာခဏရွတ်ဆိုပေးဖို့အတွက်ကိုအကြံပြုချင်ပါတယ်အရင်ဦးဆုံးအသက်ကလေးကိုဝဝလေးရှူလိုက်မယ်ပြန်ထုတ်မယ်ငါရဲ့အတွင်းစိတ်ကအမှောင်ထုတွေကိုရင်ဆိုင်ဖို့ငါအဆင်သင့်ဖြစ်ပါပြီငါရဲ့အတွင်းစိတ်ကအမှောင်ထုတွေကိုရင်ဆိုင်ဖို့ငါအဆင်သင့်ဖြစ်ပါပြီငါဟာလုံခြုံတဲ့နေရာတစ်ခုမှာရှိနေပြီးငါကိုငါပြောင်းလဲဖို့တတိရှိပါတယ်ငါဟာလုံခြုံတဲ့နေရာတစ်ခုမှာရှိနေပြီးငါကိုငါပြောင်းလဲဖို့တတိရှိပါတယ်ငါရဲ့အတိတ်ကနာကျင်မှုတွေကိုငါအပြစ်မတင်တော့ပဲသင်ခန်းစာယူဖို့ဆုံးဖြတ်လိုက်ပြီငါရဲ့အတိတ်ကနာကျင်မှုတွေကိုအပြစ်မတင်တော့ပဲသင်ခန်းစာယူဖို့ဆုံးဖြတ်လိုက်ပြီငါရဲ့ဒေါသတွေကြောက်ရွံ့မှုတွေနဲ့မလုံခြုံမှုတွေကိုငါမြင်အောင်ကြည့်ပြီးလက်ခံပေးလိုက်ပါတယ်ငါရဲ့ဒေါသတွေကြောက်ရွံ့မှုတွေနဲ့မလုံခြုံမှုတွေကိုငါမြင်အောင်ကြည့်ပြီးလက်ခံပေးလိုက်ပါတယ်ငါမှာအားနည်းချက်တွေရှိနေတာဟာလူသားဆန့်ကျင်တစ်ခုပဲဖြစ်ပါတယ်ငါမှာအားနည်းချက်တွေရှိနေတာဟာလူသားဆန့်ကျင်တစ်ခုပဲဖြစ်ပါတယ်အသက်လေးဝဝရှူမယ်ပြန်ရှူထုတ်မယ်တခါတလေငါမှားခဲ့တာတွေကိုငါကိုငါခွင့်လွှတ်ပါတယ်တခါတလေငါမှားခဲ့တာတွေကိုငါကိုငါခွင့်လွှတ်ပါတယ်ငါဖုံးကွယ်ထားခြင်းနဲ့ငါရဲ့အစိတ်အပိုင်းတိုင်းဟာလေငါရဲ့ဖြစ်တည်မှုတစ်ခုပါပဲငါဖုံးကွယ်ထားခြင်းနဲ့ငါရဲ့အစိတ်အပိုင်းတိုင်းဟာလေငါရဲ့ဖြစ်တည်မှုတစ်ခုပါပဲငါရဲ့နာကျင်မှုတွေဟာငါကိုအဆုံးဖြတ်ပေးတဲ့အရာမဟုတ်ပါဘူးငါရဲ့နာကျင်မှုတွေဟာင
ငါ့ကိုအဆုံးဖြတ်ပေးတဲ့အရာမဟုတ်ပါဘူးငါ့ကိုနာကျင်စေခဲ့တဲ့အတိတ်ကအဖြစ်အပျက်တွေကိုငါအခုပဲလွတ်ချလိုက်ပါပြီငါ့ကိုနာကျင်စေခဲ့တဲ့အတိတ်ကအဖြစ်အပျက်တွေကိုအခုပဲလွတ်ချလိုက်ပါပြီငါကုံငါဝေဖန်တာထက်နားလည်ပေးဖို့ကိုပိုပြီးရွေးချယ်ပါတယ်ငါကုံငါဝေဖန်တာထက်နားလည်ပေးဖို့ကိုပိုပြီးရွေးချယ်ပါတယ်ငါရဲ့အနာဂတ်အတွက်အမောင်ထုတွေကိုအလင်းအဖြစ်ပြောင်းလဲပြမယ်ငါဟာအနာဂတ်အတွက်ငါရဲ့အမောင်ထုတွေကိုအလင်းအဖြစ်ပြောင်းလဲနိုင်တယ်ငါဟာအချစ်ခံရဖို့ထိုက်တန်သူဖြစ်တယ်လို့စိတ်အေးချမ်းမှုနဲ့လည်းထိုက်တန်သူဖြစ်ပါတယ်ငါဟာအချစ်ခံရဖို့ထိုက်တန်သူဖြစ်တယ်လို့စိတ်အေးချမ်းမှုနဲ့လည်းထိုက်တန်သူဖြစ်ပါတယ်ငါရဲ့ရှယ်ရိုးတွေကနေငါရဲ့စွမ်းအင်အစစ်အမှန်ကိုရှာဖွေတွေ့ရှိနေပါပြီငါရဲ့ရှယ်ရိုးတွေကနေငါရဲ့စွမ်းအင်အစစ်အမှန်ကိုရှာဖွေတွေ့ရှိနေပြီငါရဲ့ဘဝကိုငါကိုယ်တိုင်စိတ်ကြိုက်ပြန်လည်ဖန်တီးနိုင်ပါတယ်ငါရဲ့ဘဝကိုငါကိုယ်တိုင်စိတ်ကြိုက်ပြန်လည်ဖန်တီးနိုင်ပါတယ်တနေ့ထက်တနေ့ပိုပြီးရင့်ကျက်လာသလိုပိုပြီးလဲစိတ်ဓာတ်ခိုင်မာလာပါတယ်တနေ့ထက်တနေ့ပိုပြီးရင့်ကျက်လာသလိုပိုပြီးလဲစိတ်ဓာတ်ခိုင်မာလာပါတယ်ငါကိုငါအပြည့်အဝသိမြင်နားလည်ရတာဟာငါအတွက်လွတ်မြောက်ခြင်းပါပဲငါကိုငါအပြည့်အဝသိမြင်နားလည်ရတာဟာငါအတွက်လွတ်မြောက်ခြင်းပါပဲ
ဒါလေးကတော့ကျမတို့အတွက်ကို positive energy တွေကောင်းမွန်သောအသွေးတွေတွေးမိလာနိုင်စေဖို့အတွက် Zero Word Affirmation Meditation လေးဖြစ်ပါတယ်ဒီ meditation လေးတွေကကျမရုပ်ပြသွားတဲ့စကားလုံးတိုင်းကိုအပြည့်အဝခံစားပါစိတ်ထဲကနေလေလိုက်ရုပ်ပါကျမတို့စီမှာတွေ့ညှိနေတဲ့မကောင်းမြင်စိတ်တွေရှေးရဝတ်တွေကိုကျမတို့တေချာလေးရှင်းထုတ်လိုက်နိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ရှေးရဝတ် meditation လေးကဒီမှာပဲပြီးဆုံးပါပြီ Namaste ပါကျေးဇူးတင်ပါတယ်